Hello အားလုံးမင်္ဂလာပါ KSCS ရဲ့ကျွန်တော် official channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ KSCS ကတော့ Roblox ထဲမှာရှိရဲ့99 Nights in the Forest ဆိုတဲ့ game ကိုဆော့မှာပဲဖြစ်ပါတယ်ဒီ game လေးကတော့လူတိုင်းသိမယ်လို့ထင်နေပေါ့နော်အတွက်ကြောင့်မလို့မရှင်းပြတော့ဘူးပေါ့နော်အဲ့ဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ခုကတော့ KSCS ကပေါ့နော် Cyber Class ကိုဝယ်ထားပါတယ် Cyber Class ကိုဝယ်ထားတယ်ပေါ့နော်ရက်ကတော့121ရက်ပါဒီထဲမှာပဲဖွဲ့ဝင်ကောင်းမလဲဆိုတော့ဒီဖွဲ့က4ယောက်တယ်နော်ထားပါတော့ဒီဖွဲ့ရဝင်လိုက်ကောင်းမလားဒါပေမဲ့လူကနည်းနည်းလေးဆိုလို့ရှိရင်ဆော့ရတာတိတ်ပြီးတော့အဆင်မပြေဘူးဒီထဲပဲဝင်လိုက်တော့မယ်သူကဒီမှာ4ရက်ပဲရှိရဆိုတော့လေတော့ဘာပြန်ထွက်လိုက်တော့မယ်သူမှလည်းဟိုကမလောက်ကြလေဘယ်သူမှလည်းမဝင်ကြတော့ဝင်ကြပါကွာဝင်ကြ2ယောက်လည်းမစော့ခြင်း3ယောက်ဆိုနေနဲ့တော့သေးရနော်โอเคရပြီโอเคဟဲ့ဘလို့ကြီးလဲနင်တို့ကရအဲ့လိုမလောက်ကြနဲ့လေငါတယောက်တည်းတော့မစော့ခြင်းဘူးโอเคနောက်တယောက်လာနင်တို့ဟိုဘက်ကိုမသွားနဲ့လေဒီမှာ9ယောက်တော့ရှိရ9ယောက်ဘက်ကိုလာပါလားတကယ်ကုတ်လိုက်တာကွာလာဟုတ်တယ်လာဒီမှာအကုန်ဘေးကုန်းနဲ့စီကြီးပဲစုနေကြတာလာကြ4ယောက်တည်းဘလို့တက်ရှိရမလဲငါစိတ်ကြတယ်မလာကြဘူးနင်တို့ကလေတကယ်ပရိုတွေကိုပဲရွေးချယ်ပြီးတော့သွားကြတာသိလားကို carry လုပ်နိုင်ပြီးမဲ့သူစီကြမနိုင်မလာကြဘူးတကယ်တမ်းလည်းကိုက carry မလုပ်ပေးနိုင်ပါရက်ကသာ100ကျော်နေတာပေါ့နော်ကိုက carry မလုပ်ပေးနိုင်ဘူးကဲပြီးလို့ရှိရင် fire က level 1ပြီးလို့ရှိရင်ကလေးသွားခဲ့မယ်ပေါ့နော် cyber class နဲ့ဆိုတော့လေကလေးသွားခဲ့ရတာဒါအဆင်ပြေတယ် wolf day ဆိုလို့ dino kit တွေက wolf day ဆိုလို့ရှိရင်ပေါ့နော် cyber class နဲ့ဆိုလို့ရှိရင်နှစ်ချက်ပဲပြစ်လိုက်တာနဲ့ပေါ့နော်ဟိုဟာသူကနှစ်ချက်ပြစ်လိုက်တာနဲ့ဒီကလေးကိုကယ်လို့ရတယ် day 1မှာဒီကလေးကယ်လို့ရတယ်ပေါ့နော်ခုကတော့ fire ကို level 1ရအောင်လုပ်ရပါမယ်ဟိုတယောက်က line က wifi laggy ဖြစ်နေရလားမသိဘူးအဲ့လိုဖြစ်လို့မရအောင်လေလူကမှ3ယောက်တည်းရှိရခုနကလည်း4ယောက်ရှိတာဘလို့ဖြစ်သွားတာလဲအဲ့ဒါပြောရလေသူတို့ကကိုရီ KSCS တို့ဘေကွန်ဆိုပြီးတော့အထင်သေးရပါတော့ကဲကလေးသွားခဲ့မယ်လောလောဆယ်မြေပုံလေးရင်လောက်လာတယ်မြေပုံနဲ့ကြားမှာလေလူနေရာတွေကိုမှတ်ထားလို့ရမှာကဲဒီနားလေးမှာမြေပုံဆောက်လိုက်မယ်ကလေးသွားခဲ့နင်တို့ကတော့ဟိုဟာပဲလှုပ်လိုက်တော့တစ်ပင်လေးပဲခုတ်ထားနေလိုက်တော့ငါကတော့နင်တို့ရတိုးပေးဖို့ကလေးရင်သွားခဲ့လာအောင်ကလေးသွားခဲ့ပဲကလေးကခဏနေရောယူစရာရှိရရင်ယူရမယ်ကလေးကခဏနေရောကလေးကရေသိမ့်ကြည့်သေးဘူးเนาะ fire level မြင့်ပါလေစေးပြီးမှာโอเคကလေးသွားခဲ့လိုက် oh man oh my god နေမလာနဲ့နော်လာရင်ငါနဲ့ငါရဲ့တနက်နဲ့ပြစ်ပလိုက်မှာနော်နေငါတို့အစာဖြစ်သွားမယ်โอเค level 3ရတော့ဟောပြတော့ပါပဲโอเคကလေးသွားခဲ့မယ် day 1မှာကလေးကယ်ရင်တော်တော်အဆင်ပြေပေါ့နော်ရက်တိုးတာနဲ့ဆိုတော့လေကဲဟုတ်ပြီဘာလို့ငါဒီနားရောက်လို့ရှိလာကြငါနင်တို့ခေါ်နေရမှာလားခေါ်နေရမှာလားဟဲ့အတေးတော့မယ်ကဲကြပါဝယ်လာလို့ရေလောက်ကြအောင်โอเคရပါခဏလေးโอเคရပြီဒီတကောင်ကတော့ဒါနဲ့ပဲခုတ်လိုက်တော့မရဘူးမရသေးဘူးသွေးနေပဲကြံတော့ဟဲ့လို့ကဲပါဦးခေရပြီတော့ပါပဲနားမှာတကောင်ကြံသေးရလားဟုတ်တယ်နင်တို့ကအဲ့ဒါရမိတ်ရိုင်းနေလေငါကန်းတော့မယ်
ငါသေတော့မယ်လိုင်းကဘာလို့အဲ့လောက်ထစ်နေရလဲလိုင်းထစ်နေလို့မရဘူးလေโอ้โอเคရပြီမလေး finally ရခဲ့ပါပြီโอเคကလေးလာနေအနေရှိတယ်မြေခွေးမှမစင်းလာနဲ့နော်စင်းလာရင်ငါမသွေးရနည်းနည်းပဲကြံတော့တာနော်ဘယ်သူမှလည်း bandage ကမရှိဘူးတင်တယ် strong x လည်းမစိုးပါဘူးအသားတွေယူရမှာနေရောဒီအသားပြားတွေကလေစင်ပြီးတော့အသားပြားတွေပဲယူရပို့ကောင်းတယ်ဒီမှာဒီအသားပြားတစ်ခုโอเคခုဟာပေါ့နော်ခုနကပြောလိုက်တာဗာလဲလူက2ယောက်ပဲကြံတော့လားကောင်းရောဟေးကောင်းရောဒီကလေးကယ်ပြီနော်ငါကလေးကယ်ပေးရနော်ငါ့ကိုကျေးဇူးတင်လိုက်ကဲပြီးရင်နောက်ကလေးကfire level ဆိုတော့ပြေးသွားခဲ့လို့ရပြီဆိုတော့နေပါဦးရှိဘူးလားโอเคထားပါတော့ရပြီโอเค sprint လုပ်မယ် sprint လုပ်ပြီးရင်ဒါနေရောလိုင်းရလေးတော်ချစ်နေရသေးလား good set ယူလိုက်မယ် good set ပြီးရင်ဒါကspear ယူလိုက်မယ် spear ပေါ့နော်အမျိုး cultist ticket တက်တဲ့နေရာမှာဒါအဆင့်ပြီးအဲ့ဆိုရင်ပြီးရင်သွားခဲ့မယ်ဟုတ်တယ်နောက်ထပ်ကလေးတစ်ယောက်ကိုဒီဘက်မှာပေါ့နော်ဒီတစ်ခေါက်ကကြာတော့နေရာကနေတော့ဟိုဖြစ်သွားပြီနော်ဒီတစ်ခေါက်ကတမန်းဝင်ပလွေတွေဖြစ်သွားပါပြီတမန်းဝင်ပလွေတွေဆိုတော့နေရာကလည်းဒီလိုပုံစံမျိုးဖြစ်သွားပြီပေါ့နော်အနေကိုငါ့ကိုတွေ့ရတာโอ้ยတမန်ဝင်ပလွေတွေအများကြီးပဲဟေးနေအောင်ငါဒါလေးဖွင့်လိုက်မယ်အိုးမလေးလမ်းလိုက်တာဟဲ့လမ်းအောင်လှုပ်လို့ငါလမ်းအောင်လှုပ်လို့နေငါရဲ့ပြစ်တန်းဟောတွေ့ရတော့လေအများကြီးရှိတော့ခုနလိုမျိုးတာဆိုစမပြေဘူးချိတ်ငါဟိုဒီကိန်းရလေးတခါတလေဘာကြီးမှန်းလဲဟိုမသိတာโอเคကလေးကသွားခဲ့မိတာပြောနေတာအခုဒီနေရမလုံလောက်သေးဘူးလေလားဟူးသမန်းဝင်ပလေတွေကအရန်ဟိုဆိုးတာဒီလိုက်နေကြတာဟေးလိုက်နေကြတာဘယ်ရောက်ဝါအပင်ရောမင်းရောပင်မရှိဘူးလားဟာကွာပလန်လိုက်ဟေးထားလိုက်တော့ကလေးရလဲဘယ်နားမှမသိဘူးငါဘယ်နားသွားပြီးခဲ့ရမှာလဲဟာကွာဘာကြီးလဲ69ရက်ကတော့အသက်ရှင်မှုဖြစ်နိုင်လောက်ဘူးဘာဖြစ်လို့လဲဆိုတော့တော်သေးရဲ့โอเคဒါဆိုရင်အများကြီးရတာပြီပေါ့နော်ဟို8ခုလားဆိုတော့ခဏလေးကလေးကတကယ်ဘယ်နားမှာလဲဘယ်နာဒီဘက်ကိုညုံပြနေရမလားအေးငါလည်းခုနအဘက်ကိုပဲသွားလေโอเคသွားကြည့်ကြတာပေါ့နော်ဒီတစ်ခေါက်မှမရှိရင်တော့နောက်ထပ်လည်းပဲတစ်ခုမှရမယ်လို့ထင်တယ်လောစေတော့ toilet တွေဝင်ကြည့်မှရမယ် toilet တွေဝင်ကြည့်ပြီးတော့ chest တွေကိုအရင်ဖွင့်ရပါမယ် chest တွေကိုအရင်ဖွင့်ရမယ်ဆိုတော့ခုလောလောဆယ်တော့ O radio ကြီးပဲတွေ့ရပေါ့နော် O radio ကြီးပဲတွေ့ပါတယ်တချို့တွေကဒီလို toilet တွေမှာ ruby chest တွေတွေ့ကြတယ်လေဘာဖြစ်လို့ငါကြတော့ ruby chest ကိုမတွေ့ရတာလဲ okay bandage တစ်ခုရပြီ O radio က2ခုတော့
နှစ်ခုလေးပါဖြစ်နေခုနကဒီဘက်ကိုသွားရမှာလေဒီဘက်နော်အရာနေအိုးမငါတွေ့ပြီငါကူတွေ့ပြီတွေ့လိုက်တာဟဲ့ကြကြပါအော်ဒုက္ခလိုက်ပေးနေတယ်ငါတေးရမယ်ဘိုင်းကြီးကလည်းလက်ကားတက်ကြီးမသုံးကျင်လေတော့မြန်လာလေဒီကောင်ကွာမင်းတို့ဟာရမဟုတ်သေးဘူးလေဘာလို့အဲ့လိုမြင်နေလဲငါလည်းဟီးလောက်လိုက်တော့ဒီအဲ့လိုမမြင်နဲ့လေအဲ့လိုမြင်တော့ငါဘလို့အသက်သွားရှင်ရမှာလဲနင်တို့ဟာရဒီလိုရဲ့ငါလုံးချင်တာမလို့နင်တို့အဲ့လိုမမြင်နဲ့လေငါလုံးတော်ရမယ်နင်တို့တော့ဘာလို့နေရတဲ့ရောကလေးတော့ကောင်းသွားမကြရဘူးရှိသမျှဘန်ဒေးကြီးလည်းသူတို့ကြောင့်အကုန်သွားပြီကဲပဲကွာထပ်သွားပြန်လက်ကလည်းမလျှော်သေးဘူးငါပိုက်ရမ်းစာနေတယ်အဲ့တော့အစာလေးနည်းပါးစားမရမယ်ဒီနားငါရဲ့အစာရပဲရောက်သွားတယ်သိတယ်မပြောနဲ့ငါသိတယ်မပြောနဲ့စားမယ်နေရောဟိုဟာတွေကိုသွားကဲရအောင်လေကလေးတွေကိုသွားကဲရအောင်မယ်သွားမကဲငါတို့ရက်တိုးမှာမဟုတ်ဘူး KSCS ပေါ့နော်စော့တာလေနိုင်ဝက်လောက်ပဲဟိုဟာပေါ့နော်တယ်မအဲ့ဒါခံတော့လေ VPN ကနိုင်ဝက်လောက်ပဲခံတော့စော့ရတာလေအဲ့လိုတုတ်တိဖြစ်နေရပေါ့နော်တုတ်တိဖြစ်နေတော့ bandage တွေရမှာပေါ့နော်ပြန်ထွက်ပြီးပြန်ဝင်လာရင်အဆင်ပြေတာပေါ့နော်ငါကြောက်တော့မလို့တော်လေးရခုနဒီနားမှာကဲဝါလို့တော်သေးတယ်โอเค bandage တစ်ခုရပြီထိတ်โอเคတစ်ခုရပြီရှိသေးလားဟို med kit တရားမရှိဘူးလားမသိဘူးနော်โอเค radio you ပြီးကလေးရပဲနော်လုံးကြောက်ရပြီโอเคနောက်တစ်ချက်သူကလေ cyber class ကသူကအဲ့လိုအနီရောင်မျိုးတွေပြလွားလို့ရှိရင်တွေ့ရပါတော့အမျိုးအော်တိုရော့သွားရပေါ့နော်โอเคရပြီကလေးကလွယ်ပါတယ်ကဲရတာအမျိုး class နဲ့ဆိုလို့ရှိရင်ကလေးကကဲရတာအစစ်ပြပါတယ်လွယ်တယ်ပေါ့နော်တကောင်မှမြေခွေးတကောင်မှလိုက်မလားနဲ့နော်လိုက်လာရေးငါနင်တို့နော်โอเคရပြီကလေးကဲပြီးပြီမပြုံးနေတော့ငါသူတယောက်တည်းဆိုတက်ရှင်ရတာစင်ပြအောင်မှုလို့ရက်အများကြီးတော့ငါကလေးကဲပေးနေရနေရလေဘာမှမလုပ်နဲ့သီးလားတစ်ပင်နေပဲလိုက်ခုံနေအကောင်ပြောနေနော်ဟုတ်တယ်အဲ့ဒါလေးလိုက်စုဟုတ်တယ်တော်တယ်ပိုက်စားနေပြီတဲ့လားပိုက်စားနေတယ်မစားနေဦးလေရောတော့တော်ပိုက်စားနေပြီတော်ပိုက်စားနေပြီငါမရတော့ယူ starving မဖြစ်တော့လေယူထားမှမဟုတ်ရေကားရဲအမကံသွားမယ်နော်ဟေးမြင်โอเคဒီလောက်၄ခုလောက်ဆိုငါဗတ်ပြည့်လောက်ပြီထင်တယ်ရလောက်မှာပါငါလောက်ကကလေးကဲမယ်လောက်ပဲဖြစ်နေရလေโอเคနေeatโอเคရပြီဟူးlevel မနေရသေးဘူးပဲဟာဟိုတယောက်ကရှောက်ပတ်ပြီးတော့တွားနေတာပေါ့နော်ဒီနာက KSS ခုနကတော့ရောက်ခဲ့နေရလေးပေါ့နော်အော်နေရဒီဘက်မှာလားငါနေကလေးတွေကယ်ပေးရနော်ငါ့ကိုကျေးဇူးတင်လို့ထက်အများကြီးပဲ
နင်းလို့တော်တဲ့ချင်းမင်းကတခါမှမတွေ့ဘူးသေးဘူးသီလားတော်ပါပဲဒါနဲ့ငါတန်နေရဘာလောက်ရမှာလဲဝါရတယ်โอ้ยရင်းထိတ်သွားတယ်ဟာကလေးတယောက်ကဟာချစ်ချစ်ခေခေပဲအစကားပြောလို့မဆုံးသေးဘူးလေလူကြီးစကားနားတော့လည်းပြန်သွားချစ်ချစ်ခေခေပြန်သွားနေသွားလောက်ထလိုက်တော့နော်โอเคသူ့ bandage တစ်ခုပေးထားလိုက်မယ် yes ဒီမှာ bandage က2ခုတောင်ရှိရဆိုတော့ရောဒါနဲ့တော့တစ်ခုဒါငါတော့အော်ရှိရလားနင်းစီမှာအော်ရှိရငါပဲပြန်ယူလိုက်တော့ကျေးဇူးပဲနော်ငါထွက်သွားတော့မယ်ကျွန်တော်နင်းတယောက်တည်းစစ်ပြအောင်ငါဒါလေးပေးခဲ့မယ်ငါလေဆာကန်တော်လေးပေးခဲ့မယ်ရောဒါနဲ့တော့ for you you လေဟုတ်တယ် you နင်းတော့ you မယူလားဟိုးဘလို့ကြီးလဲဟာဒီဖေးကိုစိတ်ထားကောင်းလိုက်တာငါဒီလိုစိတ်ထားကောင်းယူလိုက်ပါယူပါဆိုငါခဏနေ VV ရပြုတ်လို့ရှိရင်နေ့ကငါမပေးနိုင်ဘူးတော့ငါထားခဲ့ပေးမယ်ငါထွက်ရင်ထွက်ရတော့မှာမဟုတ်လို့ရော Android ပေးထားမယ်ငါရေကုံနဲ့ချပေးခဲ့မယ်နော်ပြီးတော့ငါ friend အဲ့ဒါလေးကိုလည်းပြန်လက်ခံပြီးရောနေ့လောက်သဘောကောင်းတဲ့စိတ်ထားကောင်းတဲ့ပေါ့နော်ဘေကွန်မျိုးငါတကားမှမတွေ့ဘူးလို့ဘေကွန်ဟိုလုံနေရ frame အဲ့နေရတယ်ဟေးနေ့မှလည်းအကုန်ရှိနေရပဲလားရှိနေတယ်ရော့ယူထားလိုက်အဲ့တော့ချက်ကမလို့ရ friend request လေးကိုလက်ခံပေးပါအကိုတော်ရယ်friend request လေးကိုလက်ခံပေးပါအောင်။ကျမဟာတွေကိုပေးတာလေ။လေးစားခံတော်တွေရောတော့ဒီမှာ bandage 2ခုတော့speed ရောဒီမှာ revolver ရောအကုန်ပေးထားတာသိလား။ငါ Vivian ပဲချိန်ပြုတ်မလဲမသိလို့ဟေးသူ့မှာကလေးတယောက်သွားခဲ့ပြီမယ်။ဘာလဲပြန်ယူရမယ်နော်ဒါလေးရောငါကလေးသွားခဲ့မှာမဟုတ်နင်းတော့ကဲပေးနေရငါသိလားအဲ့ဒါကိုလွဲသုံးစားမလို့နေနော်ငါထွက်သွားပြီးပြန်ထွက်သွားလို့ရှိရင်နင်းကငါအိမ်ထိလာပြီးတုံးနဲ့လာထူမှာငါကြသိရမှာသိမှာလည်းမဟုတ်ပါဘူးlight တက်နေပြီလာရ wifi လက်ကြီးဖြစ်နေပြီဆိုရင်ခဏနေကြရ wifi VPN ပြုတ်တော့မယ်ဆိုရဲသဘောမျိုးပေါ့နော်ပြုတ်နေလားမပြုတ်သေးဘူးတော့သေးခဏလေးငါ chest လေးဖွင့်ကြည့်လိုက်အောင် chest ဖွင့်ရတာပေါ့နော်တကယ်ဝါသနာပေါ့နော်ဘာတွေမရှိလို့တော့ပါပြီဟဲ့ငါထစ်နေပြီhungry ရလဲဘာလို့ခုချိန်မှလာ hungry နေရလဲဟက်ကသာဆိုလို့ရှိရင်ချေကိုနေရာကိုပြန်ပြီးတော့သွားလို့ရတယ်ဟက်ကမဟုတ်နေတာစိုးတာโอเคခဏလေးငါအိမ်ပြန်လိုက်အောင်မယ်ခဏလေးမစားဘဲနဲ့ပြီးမှတေးပြီးရောငါမကယ်ပေးနဲ့တော့ငါတေးထွက်တော့မှာဆိုမကယ်ပေးနဲ့တော့ကယ်ပေးငါနဲ့ကိုပို့လို့မှာโอเคသွားမြန်သွားတဲရရလာပြီရောက်တော့မခဏလေး wolf လဲပြီးမှငါ့ကိုကြိုက်ချင်ကြိုက်နေရောကသူ့ဒါလေးပေးခဲ့ခြင်းသေးရဲ့သူ့ဒါလေးနေရောငါဒါလေးကိုနဲ့ကယ်ပေးခဲ့နေရော wait I will eat ခဏလေးလာကြပြုံပြီးလာကြရနော်နင်တို့တွေဟိုတယောက်ကပဲရောက်နေရဟိုမှာလာပါပြီโอเคရပြီငါဒါလေးထားခဲ့ပြီမယ်နော်ဘိုင်ရဒီမှာနင်းတော့โอเคတတာမင်းငါ့ကိုပြီးမှတွေ့ရလဲ friend request လေးလုပ်ပြီးတော့နော်ငါထွက်တော့
အဲ့ဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲကြိုက်တဲ့လို့ရှိရင် like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်အားလုံးကျေးဇူးများတင်ပါတယ်တတာနေရုံနဲ့ပိတ်လာတတာ